ဒီအပိုင်းမှာတော့တမင်ကဝင်ပလွေးနဲ့ဂျာကြီးကိုစူနေပါတယ်။အကြောင်းကတော့ဇက်တိုက်ထားသလိုမဟုတ်ပဲအမှန်အကန်ပွဲချက်ခဲ့လို့ပြားဆက်ပျက်စီးတော့မလို့ဖြစ်ခဲ့တာကြောင့်ပါ။တမင်ကစိတ်တုန်နေပြီးအဖွဲသားအဖြစ်ယာယီရက်ဆိုင်မယ်လို့အမိန့်ထုတ်လိုက်ပါတယ်။ထိုအချိန်အကြောင်းကသတင်းတောက်တွေရောက်လာပြီးပြားဆက်ကအရန်ကောင်းကြောင်ချီးကျူးလိုက်ပါတယ်။ပြားဆက်ကသူတို့နှစ်ကောင်ကြောင့်ပိုကောင်းသွားတယ်ဆိုတဲ့စကားကြောင့်တမင်ကအဖွဲတဲကနေမထုတ်တော့ဘူးဆုံးဖြတ်လိုက်ပါတယ်။ဝင်ပလွေကတော့တမင်ရဲ့ထူးဆန်းတဲ့အပြောင်းလဲမြန်မှုတွေကြောင့်အရန်ကိုအံ့ဩနေပါတယ်။ဒီလိုနဲ့နောက်တစ်နေ့မှာတော့သတင်းစာမှာသူတို့ရဲ့သတင်းကအကြောင်းမှာအတော်လေးပြန့်နှံ့နေပါတယ်။မြေခွေးကတော့အကြောင်းအပေါ်ကရေကန်အဟောင်းမှာမနှက်စာဆိုင်ရင်ပုံနေပါတယ်။ထို့နောက်အကြောင်းကိုရှောက်ပတ်နေရင်ဝင်ပလွေကအချစ်ကြောင်းမေးတော့အခွေးကအယံအံ့ဩသွားပါတယ်။တသက်လုံးအချစ်ဆိုတာဘာမှမသိတဲ့ဝင်ပလွေတစ်ကောင်ရဲ့ရင်ထဲမှာတော့ယုံမာလေးကနေရာအပြည့်ယူသွားပါပြီ။တစ်ဖက်မှာတော့ယုံမာလေးကလည်းဝင်ပလွေရဲ့သတင်းကိုဖတ်နေရင်တစုံတစ်ယောက်sorry ပါတစုံတစ်ကောင်နဲ့စကားပြောနေပါတယ်။အဲ့ဒါကတော့တမင်ဖြစ်နေတာပါ။ထို့နောက်တမင်စီရောက်သွားပြီးချီချီနူတီတီတူးနေလိုက်ပါတယ်။ကျွန်တော်သိပါတယ်။ကျွန်တော်လည်းဒီအပိုင်းကိုကြည့်ပြီးနောက်ပြီးဇလန်းကိုထက်ဆက်ရရင်ပြဆက်ကအရန်ကောင်းလုံးလို့မြို့တော်မှာထပ်ပြီးကျင်းပခွင့်ရတယ်ဆိုတဲ့သတင်းကြောင့်အဖွဲ့သားတွေကပျော်ရွှင်နေကြပါတယ်။ထိုအချိန်အဖွဲ့သားတွေကပွဲတော်တစ်ခုအကြောင်းကိုပြောနေပါတယ်။အုတ်ကကဲအစာအုပ်ရဲ့အတွင်းထဲမှာဖျောင်းနိုင်အတူတူထွန်းပြီးဆူတောင်းလို့ရှိရင်စုံတွဲတွေတက်ဆုံးတိုင်ပေါင်းသိမ်းနိုင်နေဆိုတဲ့အယူဆပါ။ဒါကိုကြားတော့ဝင်ပလွေကအကြောင်းဝင်းအတွင်းကိုထပ်ပြီးဝင်သွားပါတယ်။ကျောင်းပေါ်တက်မှာတော့ယုံမာလေးကပန်းအုပ်တွေလဲနေတော့တခြားယုံမတစ်ကောင်ကလာနိုင်ကြည့်နေပါတယ်။ယုံမာလေးရဲ့အနောက်ကိုဝင်ပလွေရောက်လာတော့အနိုင်ကျင့်နေတဲ့သူတွေကြောက်ပြီးထွက်ပြေးသွားပါတယ်။ယုံမာလေးကလည်းအနောက်လဲကြည့်တော့ဝင်ပလွေကိုတွေ့သွားပြီးထွက်သွားဖို့လုပ်နေချိန်ဝင်ပလွေကတားလိုက်ပါတယ်။ငါတို့တွေဘာမှမဖြစ်ခဲ့ဘူးဆိုတော့မှယုံမာလေးလည်းသူ့ကိုမှတ်မိသွားပြီးနားလာလိုက်ကြည့်ဖို့ခေါ်လိုက်ပါတယ်။ဒီလိုနဲ့ညနေပဲရောက်တော့အเจ้าမုံဆိုင်မှာယုံမာလေးကိုမနှင်းမျိုးတဲ့အကြည့်တွေနဲ့ကြည့်နေကြပါတယ်။ယုံမာလေးနဲ့အတူညစာစားနေပြီမဲ့ဝင်ပလွေကတော့စိတ်ထဲမှာဘာလို့လုပ်ရမှန်းမသိဖြစ်နေပါတယ်။ယုံမာလေးကလည်းအပြင်ပန်းမှာဖော်ရည်ပေမဲ့စိတ်ထဲမှာတော့မကြခင်အစားခံရတော့မယ်ဆိုတဲ့အကြောက်တရားတွေဖုံးလွှမ်းနေပါတယ်။ဒီနေရာမှာပြောချင်တာကအစားခံရတော့မယ်ဆိုတဲ့စကားကအမဲလက်ခံရမယ်ဆိုတဲ့စကားကိုပြောချင်တာပါ။ဟိုလိုမဟုတ်ပါဘူး။ဒီလိုနဲ့စားပြီးတောက်ပြီးအเจ้าကအဆောင်စီပြန်နေရင်မတော်တဆအကြည့်ချင်းဆုံသွားပါတယ်။ယုံမာလေးရဲ့နာမည်ကိုလည်းသိခွင့်ရလိုက်ပါတယ်။သူမရဲ့နာမည်ကတော့ဟာရူပါ။ဝင်ပလီကတော့သူမရဲ့အပြုံးကိုထပ်မြင်ရဖို့ဘာမှဆိုလုပ်မယ်ဆိုပြီးဆုံးဖြတ်လိုက်ပါတယ်။ဒီအပိုင်းလေးကိုအနှိမ့်ချုပ်ပြန်ပြောရမယ်ဆိုလို့ရှိရင်တမင်နဲ့ယုံမာလေးတို့ရဲ့ရေနံတိုးရဲ့ကိစ္စကအချစ်ဇလန်းတစ်ခုထပ်ကိုပို့ပါတယ်။တမင်ကအပြင်ပန်းလောကမှာအောင်မြင်ကြော်ကြပြီးအဖက်ဖက်ကပြည့်စုံတဲ့စူပါစတာအကျယ်ဝန်းတစ်ယောက်ဖြစ်ပါတယ်။ဒါပေမဲ့လည်းသူဟာအမြဲတမ်းပြည့်စုံနေရမယ်ဆိုတဲ့ဖီအားတွေအောက်မှာပင်ပန်းနေသူတစ်ယောက်လည်းဖြစ်ပါတယ်။ယုံမာလေးရဲ့အနားမှာရှိနေတဲ့အချိန်သူဟာအဲ့ဒီပြည့်စုံခြင်းဆိုတဲ့မျက်နှာဖုံးကိုခွာချပြီးသူ့ရဲ့အားနည်းချက်တွေကိုဖော်ပြခွင့်ရနေတာပါ။ယုံမာလေးအတွက်တော့တမင်ရှိနေတာဟာသူမရဲ့သေးငယ်လွန်းတဲ့ဘဝနဲ့ခွဲခြားဆက်ဆံခံရခြင်းတွေကနေခဏတာလွတ်မြောက်နေတာမျိုးပါ။ဒါပေမဲ့လည်းဒီလိုဆက်ဆံရေးတွေဟာတရားဝင်မဟုတ်ပဲပုံရှိုးကွယ်ရှိုးနဲ့လူမသိသူမသိဖြစ်နေတာကသူတို့နှစ်ယောက်လုံးရဲ့အတွင်းစိတ်ကဒဏ်ရာတွေကိုပြသနေတာပါ။တမင်ဘက်ကလည်းယုံမာလေးကိုချစ်တာထက်သူ့မှာလိုအပ်နေတဲ့နှိမ့်သိမ့်မှုဆိုတဲ့အရာအတွက်အသုံးချနေတဲ့သဘောမျိုးလည်းတက်ရောက်ပါတယ်။နောက်ထပ်တစ်ခုကျွန်တော်ထပ်ပြောချင်တာကဝင်ပလွေကယုံမာလေးကိုတမိုးထားပြီးအဝေးကနေငေးကြည့်နေတဲ့အချိန်မှာတမင်ကယုံမာလေးနဲ့နီးနီးကပ်ကပ်ရှိနေတာကတကယ်ကိုအံ့ဩစရာကောင်းတဲ့ဇလန်းဇက်ကွက်တစ်ခုပါကျွန်တော်ဆက်ပြီးပြောမယ်ဆိုလို့ရှိရင်အဲ့ရဘဝအခန်းဟာတမင်ရဲ့မာမာနာနောက်ွယ်ကအထီးကျန်မှုယုံမာလေးရဲ့ရှုပ်ထွေးလာတဲ့ဘဝဖြတ်တန်းမှုကိုမိမောင်းထိုးပြလိုက်တာပဲဖြစ်ပါတယ်ဒါဟာဝင်ပလွေတမင်နဲ့ယုံမာလေးတို့ကြားကသုံးဘက်တိုင်အချစ်ဇလန်းလေးကပိုပြီးတင်းမာသွားစေပါတယ်နောက်ပိုင်းနေမှာတော့ဝင်ပလွေကတမင်နဲ့ယုံမာလေးတို့ရဲ့ဆက်ရှုပ်တွေကိုဘယ်လိုများမြင်သွားအောင်လဲဆိုတာတော့ရှင်ခုံစာနဲ့စောင့်မျှော်ကြည့်ရှုအောင်ပါဒီအပိုင်းမှာတော့ TV မှာသတိဆန်တကောင်အသက်ခံရကြောင်းသတင်းမှာပါလာတာကိုဝင်ပလွေတို့ကကြည့်နေပါတယ်ဆက်ရှုပ်သွားတဲ့ဝင်ပလွေကလည်းအဆောင်ကနေထွက်လာရင်တနေ့ကမှဝင်ပလွေမလေးကိုတခြားចောင်းသားတွေကဥပဒေမဲ့လုပ်နေတာကိုတွေ့သွားပါတယ်ဝင်ပလွေလည်းကူညီရမလားရှောင်ထွက်သွားမလားဆိုတွေးနေပြီမဲ့သူမကိုတောက်ကူညီလိုက်ပါတယ်ထို့နောက်သူမကကျေးဇူးတင်ကြောင်းပြောပြီးဝင်ပလီတို့လိုပြဆက်အဖွဲဝင်အစ်စ်ဖြစ်ကြောင်းပြောလိုက်ပါတယ်ဒီလိုနဲ့အဖွဲသားတွေကပိတ်ရက်ရလို့ရှောက်လေဖို့တိုင်မီနေခြင်းတမင်ကအမှောင်စည်းကိုလုံးဝမသွားဘူးတားမြစ်လိုက်ပါတယ်အမှောင်စည်းဆိုတာဘာမှမသိတဲ့ဝင်ပလီကတော့နားမလည်နိုင်ဖြစ်နေပါတယ်နောက်တစ်နေ့မှာတော့ရှောက်လေဖို့မျိုးလေကောင်ကိုရောက်လာကြပါတယ်ကျွန်တော်တို့ရဲ့ဆေကျော်သက်ဘွားလိုပဲရှောက်သွားရှောက်စားနဲ့အားလုံးကပျော်ပါနေကြပါတယ်ဒီလိုနဲ့ညနေဆောင်တော့တားမြစ်ထားတဲ့အမှောင်စည်းကိုသွားဖို့လုပ်နေပါတယ်ဒီလိုနဲ့အနီးနားကစိတ်ကိုကြီးစီမှာလမ်းမေးဖို့လုပ်နေတော့ဝင်ပလွေကလက်ချောင်းတွေတဲကဦးစန်းနဲ့အသားအနှံ့ကိုရသွားပါတယ်။အမှန်တော့လက်ချောင်းတွေကိုဈေးနှုန်းနဲ့ပြန်ရောင်းစားနေတာပါ
တကယ်တော့အမောင်ဈေးဆိုတာမူရည်စည်းဝါးတွေလိမ်ဖြော်ပြေးလုပ်ငန်းတွေမဟုတ်ပဲတရားမဝင်အသားတွေကိုချက်ပြုတ်ရောင်းချနေတဲ့ညာဈေးတိုင်းတစ်ခုလိုပါဒီ enemy မှာတော့အသားစားတာကလူသက်တာထက်ကိုပိုပြီးအပြစ်ကြီးပါတယ်အသားစားကောင်တွေအတွက်နိဗ္ဗာန်ပုံဖြစ်ပေမဲ့အပင်စားကောင်တွေအတွက်ကတော့တကယ်ကိုငရဲပုံပါဇလန်းကိုထက်ဆက်ရရင်ကြားကစမ်းစားကြည့်ဖို့လုပ်နေပေမဲ့ဝင်ပလွေကတားလိုက်ပါတယ်ဝင်ပလွေကလည်းအတန်းမော့တွေကိုတားမရတော့လို့သူကိုယ်တိုင်ထွက်ပြေးလာခဲ့ပါတယ်လမ်းတနေရာမှာအသားကင်အနှံ့ကြောင်စိတ်တည်ငြိမ်အောင်လုပ်နေချိန်အနောက်ကတစုံတစ်ကောင်ရောက်လာပါတယ်ဒီလိုနဲ့သတိပြန်ရလာတော့အဖမ်းခံထားရပြီးဖမ်းထားတဲ့သူကပန်နာဝုံဝုံတကောင်ဖြစ်နေတာပဲဒီပန်နာကမှောင်ခိုဈေးကိုစောင့်ကြည့်နေတဲ့သူဖြစ်ပြီးဆရာဝန်တစ်ယောက်လည်းဖြစ်ပါတယ်ထို့နောက်ဝင်ပလွေကိုစစ်ဆေးမေးမြန်းပြီးသူ့ရဲ့ဓာတ်ပုံကိုသူလျှော့ခဲ့မှုတဲ့တားရဲတွေရဲ့ဓာတ်ပုံနဲ့အတူတွဲထားလိုက်ပါတယ်ခဏအကြာမှာအကြောင်းသားဖြစ်နေတော့သူ့ကိုပြန်လှုပ်ပေးပြီးစကားဆက်ပြီးပြောနေပါတယ်စကားပြောနေရင်ရုံမာလေးကိုချစ်တဲ့အကြောင်းမှသိသွားတော့ပန်နာကဒေါသထွက်သွားပါတယ်အကြောင်းကဝင်ပလွေကိုတိုင်းတကယ်ချစ်တာလားတကယ်စားကျင်တာလားဆိုတဲ့အဖြစ်နှစ်ခုကြားမှာညံ့နေပြီးလမ်းပြောက်တယ်လို့ဖြစ်နေရကြောင်းပါသားကောင်ကိုစားကျင်တဲ့စိတ်တစ်ခုတည်းနဲ့အချစ်ဆိုတဲ့ခေါင်းစဉ်ကိုမတက်တင်ကြောင်းပြောလိုက်ပြီးမေးလိုက်တာအကောင်းဆုံးဖြစ်ကြောင်းကြံပေးလိုက်ပါတယ်ဒီအခန်းလေးကကျွန်တော်တို့လူပတ်ဝန်းကျင်မှာဖြစ်နေတတ်တဲ့သဘာဝပြဿနာတစ်ခုကိုအတိပေးလိုက်တယ်လို့ပါကိုယ်တိုင်ကအဖြေမရှိပဲတခြားတစ်ယောက်ရဲ့ဘဝကိုမသေးချာမရေရာတဲ့ခေါင်းစဉ်တွေတက်ပြီးမကစားကြဘူးလမ်းကြုံပြောလိုက်ပါတယ်အကယ်၍ကျွန်တော်ပြောနေတဲ့ဇာတ်ကားတွေကကြီးစုနေတဲ့လူကြီးမင်းတို့နဲ့တိုက်ဆိုင်မှုရှိခဲ့လေတောင်းပန်ပါလေဇလန်းကိုပြန်ဆရရင်ပန်နာကစုံမဇာတ်ကားတွေပြောပြီးပြန်ထုတ်လိုက်ပါတယ်ဒီလိုနဲ့ယထာဘူတာပြေးလာချိန်တိတ်ငှက်ကစောင့်နေပါတယ်သူလည်းစိတ်အိုကြီးတွေရဲ့လက်ချောင်းကိုမစားခဲ့ပဲလှည့်ထွက်လာခဲ့အကြောင်းပြောပြလိုက်တော့ဝင်ပလွေကလည်းဝမ်းနဲ့ဝမ်းသာဖြစ်နေပါတယ်ဒီအပိုင်းလေးကိုနှိမ့်ချုပ်ပြန်ပြောမယ်ဆိုလို့ရှိရင်ဝင်ပလွေကသူတို့ရဲ့တငယ်ချင်းတစုမျိုးတဲကအသားစေးကိုရောက်သွားတာဟာဇလန်းရဲ့လောကကြီးကိုပို့ပြီးပြည့်ကျဲပြန်သွားစေပါတယ်ကျောင်းအတွင်းမှာဖြစ်ပျက်နေတဲ့ကိစ္စတွေမဟုတ်ပဲကျောင်းပြင်ဘက်ကအပြင်လောကကြီးမှာလည်းဖြစ်ပျက်တတ်တဲ့ဆိုတဲ့သဘောတရားကိုလည်းဖော်ဆောင်ပါတယ်။အပေါ်ယံမှာတော့ရင်ကြီးတဲ့အောင်ရှိတဲ့တိရစ္ဆာန်လောကရဲ့နောက်ွယ်မှာပိုးကွယ်ထားတဲ့အမောင်တို့နဲ့အသားစားခြင်းဆိုတဲ့တားမြစ်ချက်ကိုပြသလိုက်တာပါ။ဒါဟာဝင်ပလွေတက်တော့သူ့ရဲ့ဗီဇကိုပြန်လဲထိတ်လန့်စေတဲ့ရိုက်ခတ်မှုတစ်ခုဖြစ်လိမ့်မယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်။နောက်ပြီးဒီဇလန်နဲ့မှာကျွန်တော်အကြိုက်ဆုံးတဲ့အမိမိုက်ဆို character တစ်ကောင်ရှိပါတယ်။အဲ့ဒါကတော့ပန်တာပါ။ပန်နာဆိုတာတဘာဝအရာချစ်စရာကောင်းပြီးအေးအေးဆေးနေတတ်တဲ့တတော်ဝါလို့လူတွေကသတ်မှတ်ထားကြပါတယ်။ဒီဇလန်ကပန်နာကတော့တားရဲတွေကိုတော့သွေးအေးအေးနဲ့တက်ခဲ့ပူပြီးတားရဲဖြစ်တဲ့ဝင်ပလွေကိုတော့စောင်းရင်ထဲမှာခွေးတတာဖြစ်အောင်လုပ်ပြခဲ့ပါတယ်။နောက်ပြီးကျွန်တော်ကမျက်နှာမှာအမာရွတ်တွေနဲ့ဆဲလေးတောက်တဲ့ character တွေကိုကျွန်တော်ကအရင်သဘောကျပါတယ်။နောက်တစ်ခုကဝင်ပလွေကိုအနာဂတ်မှာကောင်းကောင်းလမ်းပြနိုင်မဲ့ character ဖြစ်မယ်လို့ကျွန်တော်တို့ထင်ပါတယ်။ဝင်ပလွေနဲ့ပန်နာတို့စကားဆက်ပြီးပြောကြတဲ့အခါကိုမှတ်မိကြအောင်ပါပါ။ကျွန်တော်မန်ဂတွေကစကားလုံးကိုပြောရမယ်ဆိုလို့ရှိရင်ဒီရဲ့ဘိုင်းမှာဝင်ပလွေကိုပန်နာကမြင်မြင်ချင်းပြောသွားတဲ့စကားကတော့မင်းရဲ့မျက်လုံးတွေထဲမှာတက်နာသို့မဟုတ်ဆာလောင်မှုတွေနဲ့ပြည့်နေနေရဆိုပြီးထောက်ပြလိုက်ပါတယ်။ဒါဟာဝင်ပလွေရဲ့တစ်ချိန်လုံးဖုံးကွယ်ထားတဲ့အမှန်တရားကိုရင်ထဲကနေအကြမ်းပန်ဆွဲထုတ်လိုက်တာမျိုးပါ။ပန်နာနဲ့တွေ့တဲ့အခါမှာအထူးခြားဆုံးကသူကင်ထားတဲ့အပြာစာအုပ်တွေပါ။အသားစားတတော်ဝါတွေရဲ့စိတ်ရိုင်းဝင်မှုကိုတခြားနီးလန်းဖြစ်တဲ့လိန်စိတ်တနာနဲ့လွှဲပြောင်းကူးတာပေးဖို့ကြိုးစားတာဟာဒီဇလန်ရဲ့အထူးခြားဆုံးအယူဆတစ်ခုပါ။ကျွန်တော်ရင်ပိုင်းမှာပြောခဲ့သလိုပဲပန်နာကဝင်ပလွေကိုမင်းကအသားစားခြင်းနဲ့စိတ်ကိုအချစ်လို့ထင်အောင်ထမဖြစ်နေရလို့ပြောလိုက်တဲ့ဆိုတဲ့စကားဟာဝင်ပလွေရဲ့စိတ်ကိုအကြီးကျယ်ရိုက်ခတ်သွားစေပါတယ်။ဝင်ပလွေရဲ့စိတ်ထဲမှာလည်းစစ်မှန်တဲ့အချစ်လားဒါမှမဟုတ်ဗီဇအရာစာလောင်မှုလားဆိုတာကိုအသေးအံပြန်ပြီးမိကုန်းထုတ်နေတဲ့အပိုင်းပဲဖြစ်ပါတယ်။နောက်ပြီးကျွန်တော်တင်ဆက်နေတဲ့ anime လေးတွေကိုလည်းကြိုက်နေတတ်လို့အားပေးခြင်းနဲ့ဆိုလို့ရှိရင် like share subscribe လေးနဲ့ပါဝင်အားဖြည့်ကူညီပေးကြပါဦးခင်ဗျာ။